ဘာကြီးရဲ့နောက်ကကွယ်ဝေဒနာလူခြေသနာဆွင့်လိုက်ခဲ့တဲ့မေရဲ့မျောလင်းခြင်းနဲ့သွေးဆက်သွဲအေးချမ်းတဲ့နေရာလေးတစ်ခုရောက်ခြင်းနဲ့ဝေဒနာလူအတွေ့ဒီမှာနဲ့မသေးခင်တော့အေးချမ်းသွားပါရစေဆွေးသမားရဲ့ဝေဒနာကဘာကြီးရဲ့အေးချမ်းတဲ့နေရာမော်ဒန်